ဇွန်လ9 ရက်နေ့2025မှာဂျပန်မှာမြေငလျင်အကြီးကျယ်လှုပ်ပြီးဆူနာမီတွေဖြစ်မယ်လို့ပြောနေကြတယ်။ဒါကြောင့်လူတွေဟာစိုးရိမ်ထိတ်လန့်ပြီးဂျပန်ကိုအလဲအပတ်သွားဖို့ဝင်လေးနေကြတယ်။ဒါကြောင့်ဂျပန်ဟိုတယ်တွေမှာလူလာတဲ့နှုံးထားတွေအရန်ကျဆင်းနေပြီးလိမ်မြန်လိုင်းတွေလည်းဖြတ်သိမ်းနေကြတယ်။အဲ့ဒါကတကယ်ပဲဖြစ်နိုင်ပါမလား။အဲ့ဒီလိုဖြစ်မယ်လို့ပြောခဲ့သူကတော့ကတ်တုံးရေးဆရာမလူယာထစကီဖြစ်ပါတယ်။သူမဟာ1996ခုနှစ်မှာထုတ်တဲ့အနာဂတ်ကိုငါမြင်တယ်ဆိုတဲ့စာအုပ်မှာထိုတို့ပြောခဲ့တာဖြစ်ပါတယ်။သူမပြောတာကိုလူတွေကဘာလို့ယုံနေကြတာလဲ။သူမဘာတွေပြောခဲ့သလဲ။သူမပြောခဲ့တာကတော့2011ခုနှစ်မှာဂျပန်မှာဆူနာမီဖြစ်မယ်တဲ့။အဲ့ဒါလည်းဖြစ်ခဲ့တယ်လေ။နောက်တစ်ခါထပ်ပြီးလေဒီဒိုင်ယာနာသိမယ်လို့သူမပြောခဲ့တယ်။ဒါလည်းမှန်တာပဲ။နောက်တစ်ခါထပ်ပြီးCOVID-19 ဖြစ်မယ်တဲ့။အဲ့ဒါလည်းမှန်ခဲ့တယ်လေ။ဒါကြောင့်အခုချိန်မှာတကယ်များဖြစ်မလားဆိုပြီးလူတွေဟာထိတ်လန့်နေကြတယ်။သူမရဲ့ပြောဆိုချက်တွေဟာသူမရဲ့အိမ်မက်လို့ပြောခဲ့တယ်။ဒီတစ်ခေါက်တော့သူမရဲ့အိမ်မက်တွေဟာမှန်နိုင်လားမမှန်နိုင်တာဆိုတာမကြခင်မှာကြားရောက်လာမဲ့ဇွန်လ2025မှာတွေ့ရအောင်မှာဖြစ်ပါလေ။